ကိုအခုပဲတောင်းလည်းမတွေ့ပြကိုခုကတော့ကလောတောင်းနေရပါကလောတောင်းကိုပြင်ကလောတောင်းခင်ကျွန်တော်စောင့်ဆိုင်နေရတော့ဒီလာမဲ့သူတွေကိုကျွန်တော်ရဲ့တင်ငယ်ချင်းတွေပေါ့ဒီလောက်ဆရာတွေလောက်နေအလုပ်လေးနည်းနည်းများနေကျွန်တော်စောင့်နေရဖြစ်ပါကျွန်တော်နာမည်ကတော့ဆရာကြီးဆိုရပါကျွန်တော်နာမည်ဆရာကြီးโอเคကျွန်တော်နာမည်ကတော့ဦးဝဲအညာထုံးဝဲဦးမအဓိကရွေးချယ်တော့ကိုအောင်ပေါ့ဟုတ်ကဲ့မင်းကိုအောင်မဲ့တော့လောက်ခံတာဖြစ်နေကိုအောင်မဲ့ဆိုတော့နည်းနည်းတော့စိတ်လို့ရှာအရင်တော့စိတ်လို့ရှာပြပါလေကိုအောင်မဲ့ဆိုရင်သူ့ရဲ့ကူထဲမှာရှိတဲ့ data တွေကိုပြန်စားရမှာမလို့စောက်ယူမှာစောက်ယူမှာအကုန်လုံးစောက်ယူပြန်မှာကြားရည်ကိုကြားရည်လို့တောက်တော့ပေါ့လေတောက်ဝင်စိတ်လေးနဲ့တော့ကြောက်ပြီးတော့ရှယ်ကျွန်တော်ကအရင်ရင်ကောစိတ်လို့ရှာနေပါစိတ်လို့ရှာအားအရင်ပြည့်ပါကိုအောင်ရေတောက်ဖို့အခုတော့ကိုစအောင်တော့စတဲ့ဝင်ရောက်တော့မှာဖြစ်ပါတယ်လောက်ခံစားရတယ်ဒီဟောဆက်လို့ရှာပါလောက်ခံစားရတယ်ကိုအားတော့မှာကိုကခံစားရဟာတော့ကိုအားတော့မှာပေါ့ရင်းတော့ဒူးရှားပါဦးကျွန်တော်တော့ပါလဲဆိုအမြဲတမ်းကိုအောင်နေရတူကိုအောင်လို့တာပါကိုအောင်လို့တာရေဘောဘယ်လိုခံစားရလဲရေဘောရမ်းစိတ်တယ်ကြောပြင်မရှောက်လို့ချမ်းစိတ်တော့ခံစားရတယ်是还要。高马是。你高马嘞？股价一样到，股价一到样。像股价一到嘛都别不。到哪里到路下来的给别了。给股价一到就来。像说永州呢，你看一下，那手来呢，我加了，到来来你看叫啊，你妈。เราแข่งได้เลยโอ้เจอเซตมาเอาอยู่ยาวอ่ะอยากก้อนอะไรต่างแน่นอนเลยฮะแน่นอนเลยပြောတော့လေဘာမှမရထိုင်းနှလုံးကိုကျမ်းမအောင်ဟောတယ်ဗျာအမေဟုတ်တယ်ဟာဘာဘူးတွေ့ရရတယ်ဟမ်အရင်ရှိတ်ခဲအလူတွေကဘလို့နေထိုင်ခဲ့လဲဆိုတာကိုသိလိုက်ရပါတယ်ဘလို့အရင်တော့ဆိုရင်တော့တော်တော်အေးချမ်းပါပဲလို့ကျွန်တော်ထင်ဒါတော့ကူပတ်ဝင်ခြင်းမှာရှိရဲ့ဈေးဖြစ်ပါတယ်ကြောက်တပိတာကြောက်ဘာမှမကြောက်တပိလို့ကြောက်တပိဟာလားငါတာမှာပါဟုတ်ဘူးဝါလုံးလားပတိစီဒီတော့တို့ပြောကျွန်တော်ကတော့ကြောက်တပိစီဒီရောက်နေဖြစ်ပါလားဒါဒီနေရာဆိုရင်တော့ဟုတ်ဂျက်ကီချန်နဲ့သူ့ရဲ့တပည့်ဟိုကကာရာတေကဲကာရာတေလာကျတဲ့နေရာဖြစ်ပါတယ်ဟုတ်လိုက်တယ်မင်းဘယ်လိုတည်อ่ะဘယ်လိုတည်လို့ကျွန်တော်အရင်တော့ဒီနားမှာကပ်ပီယာနေလဲကျွန်တော်လောက်ခဲ့မင်းကျင့်ကြတာလားဒီမှာဘာတိုင်းကျင့်ကြတာလဲဆိုကာရာတေပြီးတော့ရှောင်းလင်းပြီးတော့တက်မနီကောင်းမှာလည်းတိုင်ခွက်တွေကျင့်ခဲ့တာဖြစ်ပါတယ်တလုံးဝက်ပြန်နေတော့ဟာဝက်ပြန်ဆိုတာဘာလဲမသိဘူးကြောက်ရင်ဒီလေးပဲ She was a fairy ခုကကျွန်တော်ပြိုက်တောင်ရောက်ရှိတော့ဟုတ်ကဲ့အဲ့တော့တရားမယ်ဆိုဘယ်လိုခံစားချက်ရှိလဲပဲချင်းဟုတ်ရေဘောဘယ်လိုလဲခုကကျွန်တော်ဒါတော့တော်ရောစိတ်လို့ရှားနေပါလေနင်ဒုတိယအကြိမ်ပါဟုတ်လားဟုတ်တယ်ရေးပါဟာဟယ်လိုဒီကိုကြည့်လိုက်ပါအရန်လာပါတယ်ဟိုရဲဘော်နေရတော့ဆက်ခဲဖြစ်နေပါတယ်အဲ့ဒါချက်ဒီ outfit နဲ့ 1 2 look at my shoe 3 4 look at some more ဟိုရဲဘော်တော့တက်ကြောနေတာပါဟိုရဲဘော်အရင်ဘဝဒီနေရာမှာရောက်ဖို့တော့မျိုးကျွမ်းနေလို့ပါခင်ဗျားနဲ့နော်ဟင်ကျုပ်ကြောင့်ငါရှိမှာမင်းကဲအောင်ဟုတ်တကယ်လားမနာဘူးဟာဘယ်ရောပါလဲ
ခုနရေဘောတရားတော့အဲ့ဒါကြီးအကုန်ဆုံးပါပြီနောက်ရေဘောတရားတော့ဟိုအောက်မှာကျင်းခဲ့ပါဟုတ်ကဲ့ရေဘောနေတော့ရှင်းတန်းနေပြီဟုတ်ကဲ့ ကျွန်တော်ရှောက်ကြည့်ပါဆင်းမဆိုရင်ဒီလိုမျိုးဆိုရင်ဆင်းလို့ရှိရင်ချွတ်တဲ့ရင်ရှိတယ်ချော်တတ်ပါ ဟုတ်တယ် ကျွန်တော်အဲ့လိုရှင်နေမျိုးမှာရောက်ပြီဆိုဒီလိုစောင်းဆင်းမှာ ဟုတ်တယ် ဒီနေ့တော့ဆိုတော့အင်း ဟုတ်တယ် ဆိုတော့ဒါပူ ဟုတ်တယ်ဆရာကြီးပဲအော်မဟုတ်ရေဘောတော့ဟိုတော့ဒီဘက်ရှုံးမယ်ဟုတ်ကဲ့ဒီရောလည်းဒီဘက်ရှုံးမယ်ဟုတ်ကဲ့ဒီရောတော့ဖီးနေဟုတ်ကဲ့ဘောလာပြောင်းခံစားတယ်လို့လေရိုက်တောင်ပေါ်ရောက်တဲ့ခံစားချက်တွေ ကျွန်တော်ဆောင်းမှုပဲအောင်ထက်ဒီအပေါ်ရတာကိုဘောကကိုအောင်မြင်တယ်လို့သူခံစားရတယ် တော်တဲ့တောင်ထဲမှာဟဲ့ကဲကိုရောဘယ်ရောက်နေရလဲ 喂ကျွန်တော်ကဟောပြန်ရလဲ နီ ဟောဟုတ်တယ်အခုကကျွန်တော်ဒီဖျားကိုရောက်နေတာဖြစ်ပါတယ် လိုခံစားရတယ်ဖျားတရားလောက်အောင်မှာဆို လုံးဝကျွန်တော်အောက်မှနေတော့ကျွန်တော်စိတ်တက်မကောင်းအောင်ပဲတွေးမိနေတာကျွန်တော်ဒီနားရောက်ကျွန်တော်စိတ်တက်တန်းရောကောင်းတော့တန်းတွေးမိပါဖြစ်ပါတယ် လိုခံစားရတယ်ဖျားတရားလောက်အောင်မယ်ဆိုပြောပါဟမ် ဒီချမ်းလေးဘုကမှာလည်းဟုတ်လို့လား ဟုတ် အဲ့လေ ညမလို့အားချောင်းလေခရစ်ယာန်ကဗုဒ္ဓဘာသာကိုအားလာချောင်းနေပါတယ်ကဲအခုကတော့ကျွန်တော်တို့တဲမဲနေရာလေးရောက်ရှိလာကြောက်အဲ့တော့ကျွန်တော်ရဲ့ living room ပေါ့ဒီဘက်မှာဒီဘက်ကြည့်မယ်ဆိုရင်တော့ kitchen တိတ်ရရရှိမယ်ဒီမှာသမီးသားသပွဲလေးနဲ့လျှောက်စာလေးပေါ့ okay ဒီမှာတော့ဒီကျွန်တော်တင်ငယ်ချင်းတွေရှင်းလို့ရမယ် living room လေးပေါ့အဲတော့ master bedroom နဲ့ဒီ normal kitchen မှာပါပေါ့ဒီမှာတော့သုံးတော့တယ်ပါမယ်တော့ခုတည်ဖြစ်ပါတယ်ဟုတ်ကဲ့ you can အိမ်လာဆိုရင်ဒီအိမ်လုံးမှာနှစ်ခုပါတယ်ပေါ့ဒါတော့ဒီအကုန်လုံးတော့ဒါတော့ master bedroom မှာပါတယ်အိမ်လာနေဆိုကြတယ်ပါတယ်အဲဒါတော့ master bedroom အရင်ဟိုခုဒီရမ်းဖြစ်လို့မှာဟုတ်ကဲ့ဒီဘက်ကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်ညစာအတွက် vibe ဆိုင်ဝယ်စားရမယ့် menu လေးပေါ့ခိုင်းမှလည်းတို့ကပို့ပြီးမှအဲ့လိုပုံစံမျိုးရှိတယ်ဒါစီကန်းချက်တွေပါအားပေါင်းမယ်နောက်တော့ဒီမှာစာအုပ်ရှိတူလေးတွေဆိုရင်စာလေးဖတ်လို့ရမယ်ဒီမှာဟန်ချက်ညီတော့ပေါ့မို့ဟော်စီဆိုတဲ့စာအုပ်လေးဘာလဲမသိဘူးဒီမှာဖဲရိုက်ရှင်လဲဒီမှာဖဲရိုက်လို့ရတယ်ဥနိုဆော့ရှင်လဲဥနိုလဲရတယ်ဒါဆိုဘယ်လိုခေါ်လဲဒီလိုအတုံးလေးဆက်တာပြူတာလေးလည်းရလို့ဒီမှာငယ်တော့ဆော့ခဲ့တဲ့ဒီအတန်းနဲ့အတုံးတန်းနဲ့အပြားတန်းနဲ့ဂိမ်းတွေလည်းရှိရဲဒါပြင်ရှက်စေးပြင်ဘာဂိမ်းလဲအပေါက်တွေလည်းဟိုအဲ့ဒါရှိပါတယ်ယောက်ကတော့စာအုပ်ချစ်တူလေးတော့ဒါတော့ကျွန်တော်တို့ရဲ့ခီးမှာကလော့ခီးမှာနေနေအခန်းလေးဖြစ်ပါတယ်အားလုံးလည်းကြိုက်ကြမယ်လို့ပြောလိုက်ပါတယ်ညကြရင်တစ်ခါပြန်ခဲ့ပါခွေးရှိတူတူခွေးရှိတူလေးဒီမှာအများပြည့်တူလေးပါโอเคခွဲတော့ကျွန်တော်တော့လေညစာပေါ့ညစာချက်ပြုတ်မှဖြစ်ပါတယ်ဟုတ်ကဲ့โอเคခွဲတော့ကျွန်တော်ရဲ့ညစာကိုဒီလိုရှုပ်ခင်လာတာကြီးကြည့်ပြီးတော့မှခံစားပြီးစားမှဖြစ်ပါတယ်ဒီမှာကျွန်တော်တွေ့ရမှာမဆိုရင်စိတ်ဓာတ်လျှောက်ရောဒါလည်းကျွန်တော်လည်းမတက်ဆိုင်ပါဘူးကဲနောက်တော့ဒီမှာဝက်သားလေးပေါ့အကင်လေးတွေပေါ့ဒါတော့ဖတ်တုတ်ကြော်လေးပါပစုံဖတ်တုတ်ကြော်ဒီခွက်တွေကကျွန်တော်ခောက်ဆယ်လေးနဲ့စားဖို့အတွက်ပေါ့နော်ဒီမှာခင်းလေးရှိမယ်ဒီမှာတက်ရှူးလေးရှိမယ်နောက်အောက်မှာဆိုရင်ဖန်ခွက်လေးကျွန်တော်ရှူလာပြီးစားကြပါဆိုဟုတ်ကဲ့စားကြပါဦးခင်ဗျာ Hi Truly ဒီကကြံမလားသူတဲလေ No shoes
နိုင်ထိုးတော့နိုင်ဝင်ချက်မှာကျွန်တော်ရဲ့အိမ်ပဲမှာလုပ်နေကြတယ်ဆိုတော့လေ့ကျင့်နေအောင်ကျွန်တော်ရဲ့ဒီအနာဂတ်မှာဖွင့်ကြည့်လာမယ်တဲ့တော့ community တခုတော့ကျွန်တော်စတဲ့ training ပါဆိုတော့အားလုံးပဲစောင့်မျှော်နေကြပါ Mula nang mabiyuda sa tatlo kong papa, pati maging ama, ay pinapilan ko na sa anak kong sandusena. Diyos ko po nakakaloka, ang aming tanging ina. Aming tanging ina, mahal namin siya. 2,000 years later. ဘလောရဲ့ဒေးထူပါကျွန်တော်တို့ရေးလို့ခေါ်ရဲ့အသေးကိုအလဲလာကြအောင်သဘောလေးပါလေးကဖြေးကြမယ်ပေါ့အဲတော့ကျွန်တော်ရဲ့ကြော်တယ်ဖြစ်ပါအဲ့ဒါဒီဆိုင်မှာဟောရှားတယ်ဖြစ်ပါတယ်โอเคအားလုံးလည်းလိုက်လာပြီကြပါအဲ့တော့ကျွန်တော်အတွင်းပိုင်းရောက်ရှိနေတာပါအရင်ကဘာရလဲတော့အရင်ခေါင်းပြတဲ့ဘက်အရာ1980 1990ဟုတ်လေတင်ရအောင်အဲ့တော့မကြည့်ရဘူး 2 hours later. ကျွန်တော်တဲနေနေရနေဖောက်ခါဖို့ပြင်ဆင်တာဖြစ်ပါတယ် Hello guys, now we are going to go back home.